မြတ်ဗုဒ္ဓရဲ့ဆုံးမတွေဟာဘဝသင်္ကန်းစာရရှိဖို့အသိဉာဏ်ပေးတဲ့ဆုံးမစကားတွေသာဖြစ်တယ်ထိုဆုံးမစကားတွေကိုအသိဉာဏ်ဖြင့်ပဲခံယူပြီးအသိဉာဏ်နဲ့ပဲလိုက်လာကျင့်ကြံကြုတ်ကိုအထောက်ကြအောင်လောကမှာအသိဉာဏ်ကင်းနေမယ်ဆိုလို့ရှိရင်တော့မမကန်တွေကိုသိသည့်အတွက်ကြောင့်မာယွင်းတဲ့အနေထားတွေအတွက်ကြောင့်ဆင်းရဲဒုက္ခတွေကြုံတွေ့ကြရတာဖြစ်တန်တရားကိုပြောတဲ့အခါမှာပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာပစ္စယသင်္ခါရကိုကြည့်ပြီးတန်တရားအစကမသိခြင်းကလို့ဒီလိုဆိုကြတယ်ပေါ့မသိတာဟာပရိစ္ဆေသမုပ္ပါဒ်မှာတော့အစမှာထားတယ်တန်တရားလည်းပြီးဆင်းရဲဒုက္ခတွေတဝဲလဲလဲနဲ့ဆင်းရဲတွင်နေကြတာဟာအမှန်မသိခြင်းကြောင့်ပဲဖြစ်တယ်အမှန်မသိတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုအမှန်မသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာတွေကိုလုံးမိတယ်လှုပ်တဲ့နာကြတော့မလှုပ်မိဘူးလောကလူတွေရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာဟာကောင်းကျိုးရဖို့ဆိုတာမလှုပ်တဲ့နာကိုရှောင်ခြင်းနဲ့လှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဒီနှစ်ခုနဲ့သွားတာပဲဖြစ်တယ်အဲ့ဒါအမှန်မသိရင်ပြောင်းပြန်ဖြစ်သွားတယ်မလှုပ်တဲ့နာကိုလှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်ဘူးဆိုးကျိုးတွေနဲ့ကြုံတွေ့ရတယ်မှန်သိဖို့အတွက်မြတ်စွာဘုရားကတန်တရားလဲတဲ့အခါမှာအဝိဇ္ဇာကဥဆောင်လို့တန်တရားလဲသွားတာထိုတန်တရားကထွက်ပေါက်လမ်းကိုပြတဲ့အခါကျတော့တမ္မာဒိဋ္ဌိအမှန်မြင်ခြင်းတမ္မာသင်္ကပ္ပအမှန်တွေးတတ်ခြင်းဆိုတာဒီနှစ်ခုကိုဥဆောင်ပြီးတော့အမှန်မြင်တာမှတန်တရားဟုတ်ကလွတ်နိုင်ဒါကြောင့်မို့အမြင်မှန်ရဖို့အမှန်တမ်းအရေးကြီးတယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စီးပွားရေးကိစ္စမှာပဲဖြစ်ဖြစ်လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချမ်းသာရေးကိစ္စမှာပဲဖြစ်ဖြစ်အမှန်ကန်သိဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်အမှန်သိမှဖြစ်ရှင်းနိုင်တာပြဿနာတစ်ခုကိုပြဿနာလို့သိဖို့လိုတယ်ပေါ့ပြဿနာကိုပြဿနာလို့သိပြီးတဲ့အခါဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတရားကိုသိဖို့လိုတယ်အကြောင်းတရားသိပြီးတဲ့အခါမှာဒီပြဿနာရဲ့ပြည့်ငြိမ်းမှုကိုလည်းသိရမှာဖြစ်တယ်ပြဿနာပြည့်ငြိမ်းခြင်းရဲ့နိလန်းကိုလည်းသိရမှာဖြစ်တယ်အဲ့ဒါသစ္စာ၄ပါးအမှန်တရားဆိုတာဒီ၄ချက်ပဲမြတ်စွာဘုရားဟောတာပဲဖြစ်တယ်ဆင်းရဲခြင်းရဲ့အကြောင်းဆင်းရဲမှုချုပ်ငြိမ်းခြင်းဆင်းရဲမှုချုပ်ငြိမ်းရာကိုဆက်ရောက်စေနိုင်တဲ့အကျင့်အကြောင်းတရားလို့လမ်းစဉ်လို့သစ္စာ၄ပါးဆိုတာလေဘယ်ပြောတာဒီတဲ့ထင်ရှားတဲ့ဥမာနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးတို့တွေခန္ဓာရလာတဲ့အခါမှာတိယောဂရတယ်ဟုတ်ပြီဒီယောဂဘာကြောင့်ရတယ်လဲဒီယောဂဘာကြောင့်ဖြစ်တယ်လဲအကြောင်းရှာတယ်ယောဂဖြစ်ခြင်းအကြောင်းယောဂလည်းတွေ့တယ်ယောဂဖြစ်ခြင်းအကြောင်းကိုလည်းတွေ့တယ်အဲ့ဒီယောဂပျောက်ကင်းတယ်ဆိုတာလည်းရှိတယ်အဲ့ဒီပျောက်ကင်းမှုရောက်သည့်ထီအောင်မလုပ်ရမယ်ဆိုတဲ့စေဝါဒစာကိုလည်းသိတယ်လို့ဆိုရင်ယောဂတစ်ခုကပျောက်သွားတာဘာကြောင့်ယောဂဖြစ်တယ်အဲ့ဒီယောဂဘာနဲ့ကုစားရမယ်ဘာနဲ့ကုစားရင်ပျောက်တယ်ဆိုတာဒီအချက်၄ချက်နဲ့အလားတန်တူတဲ့တန်တရားမှမဖြေရှင်းနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းဖို့ရအတွက်သစ္စာ၄ပါးအမှန်တရားကိုပိုင်းခြားသိမြင်မှုတမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်နားလည်ခြင်းမှန်မှန်ကန်ကန်သိခြင်းဆိုတာသစ္စာ၄ပါးကိုသိခြင်းကိုဆိုလိုတာဖြစ်တယ်ပေါ့အဲ့ဒါလို့သိမှအမှန်ကိုတွေ့ရှိကြမှာအမှန်သိဖို့အရေးကြီးသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့တရားတွေဟာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုခွဲခြားပြီးတော့အသိပညာပေးတဲ့တရားတွေသာလည်းဖြစ်တယ်မိမိတို့အနေနဲ့မြတ်စွာဘုရားဟောသမျှတရားတွေကိုတတိစွမ်းအားနဲ့မှတ်သားပြီးပညာစွမ်းအားနဲ့သိအောင်ကြိုးစားကြရတာဖြစ်တယ်သိပြီဆိုတော့မှပြဿနာတစ်ခုကိုဖြေရှင်းလို့ရတာဖြစ်တယ်ဒါကြောင့်မို့ပညာဟာအမှန်တမ်းအရေးကြီးတယ်ပေါ့ပညာကိုပညာရဖို့ရအတွက်အခုလိုတရားပွဲလှုပ်တာဘာအတွက်လှုပ်တာတော့မေးပညာရဖို့အတွက်လှုပ်တာ
မြတ်စွာဘုရားတရားစာအုပ်ဒီဟောကြားတဲ့အဆုံးအမတွေကိုသင်တယ်ဆိုတာအမှန်ကန်သိဖို့အတွက်ဖြစ်တယ်သိဖို့ရာအမှန်တမ်းအရေးကြီးတယ်လို့လောကမှာသိเสียတွေကအလွန်များပြီးတော့သိတဲ့ဉာဏ်အားကနည်းနေတတ်တယ်ပေါ့အဲ့ဒီဉာဏ်အားကိုတိုးမြင့်ပေးဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူရမယ်သင်ယူပြီးတဲ့အခါမှာသုံးသက်ဆင်ခြင်တွေးတောရမှာဖြစ်တယ်အဲ့ဒီလိုဆင်ခြင်သုံးသက်တွေးတောပြီးသိအောင်ကြိုးစားစိတ်အားကိုစိုက်ပြီးတော့စိတ်တည်ငြိမ်မှုတွေနဲ့သွားလို့ရှိရင်အမှန်သိခြင်းဆိုတဲ့အသိပညာဟာထက်မြက်လာမှာပဲဖြစ်တယ်လောကမှာသုတ္တုတာသုတ္တဝဋ္ဌနိသိခြင်းတတ်ခြင်းနဲ့ဆန္ဒကြောင့်လူတွေဟာသင်ယူကြတယ်သင်ယူခြင်းကြားနာခြင်းကိုသုတ္တသင်ယူအပ်ကြားနာအပ်တဲ့အချက်လက်တွေကိုသုတ္တလို့ခေါ်တယ်အဲ့ဒီသုတ္တပေါ်မှာအခြေခံပြီးတော့စဉ်းစားဉာဏ်ဖြစ်ပေါ်လာတာသုတ္တုတာသုတ္တဝဋ္ဌနိသုတ္တဆိုတဲ့ချက်လက်တွေတိုးတက်လာတဲ့အခါမှာသုတံပညာယဝဋ္ဌနံကိုသိတဲ့အကြောင်းအရာတွေများပြားလာပြီဆိုရင်အသိပညာတိုးတက်လာအဲ့ဒီပညာကပညာယအထံသာနာတိအသိပညာဖြင့်နဲ့ထိပ်ပဲကိုသိချနာလဲတယ်ညာတော့အထောဒုက္ခဟောအသိပညာနဲ့သိပြီဆိုတော့မှကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကိုရအောင်ယူနိုင်မှာဖြစ်တယ်လို့ဒီလိုအကြောင်းကျိုးဆက်ပြီးတော့ဖော်ပြထားတာကြောင့်ကျမ်းနာခြင်းကအစသိအောင်လုပ်ခြင်းသုတ္တရှိမှပညာရှိတယ်နော်သုတ္တမပါပဲပညာဆိုတာမရှိဘူးအခုလိုကျမ်းနာခြင်းကြောင့်သိတဲ့ပညာတွေကိုသုတ္တမယပညာလို့ဒီလိုခေါ်တယ်အဲ့ဒီသုတ္တမယပညာဟာများစွာအရေးပါတယ်ပေါ့ဒါကြောင့်မို့တရားဓမ္မနဲ့ပတ်သက်ပြီးသိအောင်ကြားနာကြရတယ်မှတ်သားကြရတယ်စဉ်းစားကြရတယ်လို့သူဆိုအဲ့တော့မြတ်စွာဘုရားဟောတဲ့ဓမ္မပဒဒေသနာမှာဓမ္မရတ္တရှိနဲ့တရားရဲ့ရတာကိုခံစားနိုင်ပြီးတော့ကိုယ့်ဘဝမှာသင်္ကန်းစာအဖြစ်မှတ်ယူရမယ့်အချက်လေးတွေကိုမြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ဒီကနေ့ပိုင်း60မှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲက151ဂါထာတစ်ပုဒ်ကနေစပြီးတော့ရှင်းနေပြီးပြောကြရအောင်151ဂါထာမှာမြတ်စွာဘုရားဘာဟောတော့ဆိုရှင်းလေးတွေပဲစီရန္တိဝေရာဇရထာသူစိတ်တာဆိုတာအလုံးကိုလှပဆန်းချဲ့အောင်ခုခေတ်တို့ပြောလို့ဆို decoration နေနဲ့အလှပလောက်ထားတယ်ရတနာတွေစီချဲထားလို့အမတမလှတဲ့ဘယင်းနေစီးတဲ့မြင်းရထားရှိခေတ်ကတော့မြင်းကတဲ့ယထာကိုရထလို့ခေါ်တာပေါ့နော်ခုခေတ်ယထာဆိုလို့ရှိရင်တော့ဆက်တက်တဲ့တန်လန်းမော်သွားတာကိုပဲလူတွေကမြင်ညာမှာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်မြင်းထားလို့သိမခေါ်မြင်းလှဲလို့ခေါ်ကြတာဖြစ်တယ်ပေါ့နော်။သို့သောပါဠိစာပေမှာရထလို့သုံးတယ်။အဲ့ဒီမြင်းလှဲကိုပဲရထလို့ခေါ်တယ်။အဲ့တော့ခုခေတ်လို့ပြောမှဆိုရင်လှလှပပအစမ်းတဲ့ကျ decoration နေနဲ့ရတနာတွေစီချယ်ပြီးတမိုးကြီးမားတဲ့ဘယင်စီးတဲ့မြင်းလှဲတို့ပြောဘယင်စီးတဲ့မြင်းလှဲကြီးဟာလည်းပဲနှစ်ကြာလာတဲ့အခါမှာဟောင်းနှွမ်းသွားတာပဲဒါဘာကြောင့်ဘယင်စီးတဲ့မြင်းလှဲကြီးကိုကြောင်းပြုတ်ပြီးတော့ပြောနာတော့ဆိုမြတ်စွာဘုရားကောသလမင်းကြီးရဲ့နန်းတော်ကိုကြွတဲ့အခါမှာမြတ်စွာဘုရားတရင်သုံးဖို့ခဏဘုရင်တွေကဘုရင်အဆက်ဆက်အသုံးပြုလာတဲ့မြင်းလှဲတွေကိုစနစ်တကျသိမ်းဆည်းထားတဲ့အဆောက်အဦကြီးအကြီးကြီးရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားထိုင်ဖို့နေရာခင်းပေးတယ်မြတ်စွာဘုရားကအဲ့ဒီမြင်းထားတွေကိုကြည့်ပြီးတော့ကောသလမင်းကြီးကိုမေးတယ်ဒီမြင်းလဲကဘယ်သူစီးခဲ့တာတော့ဒီမြင်းလဲကဘယ်သူစီးခဲ့တာတော့လို့မေးတာ
မေတော့ဒါသူ့ရဲ့ဘိုးတော်ဘုရင်ကြီးစီးခဲ့တယ်ဒါသူ့အဖေစီးတာဒါသူ့လက်ထက်ကနဲ့ဆိုပြီးတော့အစဉ်ဆက်မှတ်သားထားတာရှိတယ်ဘုန်းကြီးတို့ဂျာမနီနိုင်ငံသွားတော့ကမင်းတို့မင်းခေတ်နဲ့တစ်ခေတ်ထဲလောက်မှာဂျာမနီကဘုရင်ရဲ့နန်းတော်တစ်ခုနန်းတော်ဟောင်းတစ်ခုရောက်ခဲ့တယ်အဲရောက်တော့ပြလိုက်လှုပ်ထားတယ်အဲပြလိုက်တဲ့ငွေကြေးတနာပေးပြီးတော့ဝင်ကြည့်ရတယ်ဓာတ်ပုံတွေလည်းရှိတယ်သူစီးသွားတဲ့ယထာတွေသူအသုံးပြုသွားတဲ့ပစ္စည်းတွေသိမ်းထားတယ်ဗမာပြည်မှာတော့မင်းတို့မင်းကြီးသုံးသွားတာဆိုသိမတွေ့ရအောင်နော်သိမ်းထားတာအားနေတယ်ဗမာပြည်တော့သူတို့စီကတေချာသိမ်းထားတယ်ဘာတွေ့ခဲ့ရတော့ဆိုအဲ့ဒီဂျာမန်ဘုရင်ကြီးစီးနှင်းသွားတဲ့ယထာရဲ့သူယထာကိုဆွဲတဲ့မြင်းရဲ့ပုံတရံရဲ့အဲ့ဒါလောက်တာယထာကတော့အစ်စ်မြင်းကတော့ပုံတရံပဲလောက်ပေးထားတယ်အဲ့ဒါကိုလည်းမှတ်တမ်းတင်ထားတယ်အဲ့ထက်ပဲမှတ်တမ်းတင်ထားတယ်သူသက်ရှိထင်ရှားတော့ကသုံးသွားတဲ့ပစ္စည်းတွေကိုပြလိုက်ထဲမှာအကုန်လုံးပြပြီးတော့ထားတယ်အဲ့ဒါလို့သိမ်းထားတဲ့အရာတွေလို့ပဲကောသလမင်းကြီးရဲ့နန်းတော်မှာဒီသူ့ရဲ့ဘိုးတော်လက်ထက်ကရှိတဲ့ယထာသူ့အဖေလက်ထက်ကစီးတဲ့ယထာသူ့လက်ထက်ကျတော့မစီးဘူးအစ်စ်ပြန်လောက်တယ်အဲ့တော့အဲ့ဒီယထာ၃စင်းကိုရှင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသူ့အဖိုးစီးသွားတဲ့ယထာရဲ့တော်ဟောင်းသွားပုံပန်းတရံအစင်ပြေနေလည်းပဲကွယ်ပြားချာနာသူ့အဖေလက်ထက်ကယထာလည်းဟောင်းနေပြီသူ့လက်ထက်ယထာကတော့အလုံးကိုတစ်လွင်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတရားဘက်ကိုဆွဲပြီးတော့စဉ်းစားဉာဏ်တစ်ခုဖြစ်ပေါ်ဖို့ရဟောပြောခဲ့တာပဲဖြစ်တယ်မြန်မာနိုင်ငံမှာမင်းတို့မင်းကြီးနေခဲ့တဲ့နန်းတော်လို့ခေါ်ပါစို့အိမ်တော်ကြီးပေါ့သူနေတဲ့နန်းတော်ကြီးကြည့်ချင်လို့ရှိရင်တကယ်မင်းတို့မင်းနေခဲ့တဲ့နန်းတော်ဟာအခုရွှေနန်းတော်ကျောင်းဆိုတာသူနေခဲ့တဲ့ဟာတခါအစ်စ်ပဲအဲ့ဒါနော်ဒီဘောမင်းနန်းတက်လာတဲ့အခါကျတော့သူကနန်းအသစ်ဆောက်မယ်သူ့ဖေနေပြီးတော့သူ့ဖေနိုင်ပြဆန်သွားတဲ့နန်းတော်ပေါ်မှာသူမနေဘူးအဲ့ဒီနန်းတော်ကြီးကိုရွှေ့ပြီးတော့ဘုန်းကြီးကျောင်းထဲမှာဆောက်လိုက်တာပုံစံမပြတ်ဆောက်ထားတာအဲ့ဒါမင်းတို့မင်းနေသွားတဲ့နန်းဆောင်ပြတ်တာအစ်စ်ပဲအဲ့ဒီမှာဒီမကောင်းကြောင်းဖို့ဆိုတာအဲ့ဒီခေတ်ကလေးကစလာထမသူဖေနေခဲ့တဲ့နတ်ပြတ်ကြီးကိုအဲ့ဒါဘုန်းကြီးကျောင်းပို့ပြီးတော့ဆောက်ထားလိုက်တာဟိုရွှေနန်းတော်ကျောင်းဆိုတာသွားကြည့်လို့ရတယ်သွားကြည့်လို့ရတယ်လှလှပပအသားတွေကိုစနစ်တကျလက်ရမြောက်စွာပန်းတောင်ပန်းကက်တွေနဲ့ထွင်းပြီးတော့မင်းတို့မင်းကြီးကိုယ်တိုင်သေတပံသက်တဆုံးနေသွားတဲ့နန်းတော်ကြီးဟာရွှေနန်းတော်ကျောင်းဆိုတဲ့အမည်ပြောင်းပြီးတော့ဘုန်းကြီးကျောင်းထဲမှာရောက်တယ်နော်မန္တလေးတောင်ခြေမှာရှိတယ်အဲ့ဒါအစ်စ်ကိုတွေ့ရတယ်ပေါ့ကျန်တဲ့ဟာတွေကမန္တလေးနန်းတွင်းကတိဘောမင်းလက်ထက်ဆောက်တဲ့ဟာတွေတို့ကျန်တဲ့အားတွေအကုန်လုံးဂျပန်ခေတ်မှာအင်္ဂလိပ်ကပြန်ပြီးတော့ဂျပန်တွေကိုတိုက်တဲ့အခါမှာနန်းတော်တွေဘုံကျဲလိုက်တာနဲ့နန်းဆောင်ပြတ်တက်တွေအကုန်လုံးမီးလောင်ပြီးပျက်စီးသွားတယ်မြန်မာလူမျိုးတွေရဲ့သမိုင်းအမွေနှစ်တွေဆုံးရှုံးသွားတယ်နန်းတော်တွေကတစ်ဝါပေါ်တဲ့ကျွမ်းမင်းနေပေါက်တဲ့ပြေပေါ်မှာမြန်မာလူမျိုးတွေနေတာဖြစ်တော့တစ်ဝါပေါ်တဲ့နိုင်ငံဖြစ်သည့်အတွက်ကြောင့်ဆောက်လုပ်ထားတာတွေအကုန်ကျွန်းသစ်တွေနဲ့ဆောက်ထားတာဆိုမိဘေးကြတော့လောင်နိုင်တာပေါ့အောက်ခံခုံကြတော့အုပ်နဲ့လှုပ်ထားတယ်တစ်နဲ့ဆောက်ထားတဲ့အဆောက်အဦတွေကတိတ်ချရှိမခံဘူးပေါ့နောက်ဆုံးမှာပကံဖျားတွေပဲကြည့်အုပ်နဲ့လှုပ်ထားတာအုပ်ဆိုတာမြေကြီးကိုဖုတ်ထားတာဖြစ်တယ်အဲ့တော့အုပ်နဲ့လှုပ်တဲ့အဆောက်အဦတွေဟာကိုနှစ်ပေါင်းထောင်ချီပြီးတော့ကြားတယ်အသားနဲ့လှုပ်ထားတဲ့ပို့ပြီးတော့ခိုင်တယ်သို့သောအဲ့ဒီအုပ်တွေဟာ
မြေကြီးရဲ့သဘာဝဖုတ်ထားတဲ့စွမ်းအားတွေဟာတဖြည်းဖြည်းရောကျလာပြီးတော့အုတ်ကလည်းဆွေးလာတာပဲအဲ့တော့ကြောက်နဲ့တဲတဲ့အဆောက်အဦတွေနိုင်ငံသားတွေမှာကြောက်တီကိုထုစစ်ပြီးတော့ဆောက်ထားတဲ့အဆောက်အဦတွေကြတော့အကောင်းပကတိနီးနီးရှိတယ်။ဘာကြောင့်လို့ဆိုခိုင်ခံ့မှုကပိုများတယ်ပေါ့။အုတ်ကခိုင်ခံ့မှုအားနည်းတယ်။ကြောက်သားတွေကိုစစ်ပြီးတော့ဆောက်ထားတဲ့အဆောက်အဦတွေကြတော့ပို့ပြီးတော့ခိုင်ခံ့တယ်လို့တော့အသားတဲ့အုတ်ကခိုင်တယ်အုတ်တဲ့ကြောက်ကခိုင်တယ်သူပြောမှာပဲအဲ့ဒီရှေးဟောင်းမွေနှစ်ဒီလိုပဲတဏ္ဍာရထိန်သိမ်းဆောက်ရှောက်ကြကောသရမင်းကြီးလက်ထက်ကအဲ့ဒီဘုရင်ကြီးစီးသွားတဲ့ယထာတွေကိုသိမ်းထားတဲ့ဆောက်ဦးကြီးတစ်ခုတွေမှာထည့်ပြီးတော့သိမ်းထားတဲ့အထဲမှာမြတ်စွာဘုရားကြွလာတဲ့အခါမှာနေရာထိုင်ခင်းပေးပြီးအဲ့ဒီမှာဘုရားသခင်သုံးတယ်မြတ်စွာဘုရားကမေးလို့ဘုရင်ကြီးကဖြေတယ်ဖြေတာကိုမြတ်စွာဘုရားကတရားတစ်ပုဒ်အနေနဲ့ဟောလိုက်တာဒါစီရန္တိဝေရာဇရထသူစိတ်တာရှင်မင်းနေသုံးတဲ့လှပဆန်းကျယ်ရတနာတွေနဲ့စီချဲထားတဲ့မြင်းရထားတွေဟာဟောင်းနွမ်းဆွေးမြေ့ကုန်ကြတယ်တဲ့အထောတရိရံပိစရံဥပိတိမြင်းလေးတွေသာဆွေးနွေးတာမဟုတ်ဘူးတဲ့ဟောင်းနွမ်းသွားတာမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်ကြီးဟာလည်းပဲအခုလိုအိုမင်းရင်းရော်ပြီးတော့သွားကြတာပဲတရားသဘောပဲကိုမြတ်စွာဘုရားသက်မဲ့ဖြစ်တဲ့မြင်းလဲတွေမြဲထားတွေသာဆွေးတာမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲဟောင်းနွမ်းဆွေးမြေ့လာတယ်နော်တဖြည်းဖြည်းပေရည်တွေတွန့်လာတယ်ခေါင်းပေါ်ကသပင်တွေဖြူလာတယ်သွားတွေကဝါညင်ညစ်ဖြစ်ပြီးကျိုးတယ်မျက်စိတွေမှုန်တယ်ပေရည်တွေတွန့်နေဆိုပုံစံတွေပြောင်းလာတာနော်နုနုပြိုပြိုအသားရည်တင်းတင်းလှလှပပဟာတဖြည်းဖြည်းပြိုဆင်းပြီးတော့ဟောင်းနွမ်းရင့်ရော်လာတဲ့သဘောပန်းကလေးတစ်ပွင့်ဟာပွင့်တဲ့အချိန်မှာအည်လဲပြီးတော့အမတမလှပတယ်သို့သောနှစ်ရက်သုံးရက်ကြာလာပြီဆိုရင်အဲ့ဒီပန်းလေးဟာညှိုးနွမ်းလာတယ်နောက်ဆုံးကျတော့ကြွေကျသွားတယ်လူဘောလူခန္ဓာမှာလည်းပဲဒီတိုင်းပဲမြတ်စွာဘုရားကယထာတွေကိုလက်ညှိုးထိုးပြီးကြည့်ကောသရမင်းကြီးစီးတဲ့လက်ရှိယထာကတစ်လွင်တောက်ပနေတယ်သူ့အဖေလက်ထက်သူ့အဖိုးလက်ထက်ကယထာကြီးတွေကျတော့ဟောင်းနေပြီအယောင်တွေလည်းမှိန်နေပြီအဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်ဆိုတာအိုမင်းသွားတယ်လှပမှုတွေဟာပြိုဆင်းပြီးတော့ပုံပြက်ပန်းပြက်ဖြစ်လာတယ်အထောတရိရံပိစရံဥပိတိလောကကြီးမှာသက်ရှိသက်မဲ့အရာအလုံးဟာဒီသဘောတိုင်းပဲလို့ပြောတာနော်ကိုယ့်ကိုချဲ့ကြည့်ဆောက်ထားတဲ့အိမ်တွေဟာလည်းပဲတဖြည်းဖြည်းဟောင်းနွမ်းလာတယ်ရန်ကုန်မြို့မှာအင်္ဂလိပ်လက်ထက်ကဆောက်ထားတဲ့အိမ်တွေရှိတယ်တိုက်ကြီးတွေရှိတယ်ဟောင်းနွမ်းလာတယ်ခေတ်ဆက်ဆက်ကဆောက်လာတဲ့ဟာတွေဟောင်းနွမ်းပြီးတော့လာကြတယ်ပြန်ဒီထိမ့်သိမ့်ပြုပြင်မှုမရှိတဲ့အရာတွေဆိုရင်ပြိုကျပျက်စီးကုန်တာတွေပဲဖြစ်တယ်ပေါ့ဟောတက်မဲ့အရာတွေကလည်းဘယ်အရာမှတည်မြဲတာမရှိဘူးအလုံးဟာရင်းရောဟောင်းနွမ်းခြင်းပြိုကျခြင်းဆိုတဲ့အနေအထားမျိုးတွေရှိတယ်ဒါစဉ်းစားဖို့မြတ်စွာဘုရားပေးတာနော်စဉ်းစားတာအမှန်ကန်ဒါစဉ်းစားတတ်တာအဲ့လိုတက်မဲ့အရာတွေကိုကြည့်လိုက်တယ်ပျက်စီးနေတာဟောင်းနွမ်းနေတာတွေကိုတွေ့ရတယ်လို့ကိုယ်ခန္ဓာကိုယ်အသီးပြန်ပြီးတော့ကြည့်လိုက်လို့ရှင်တယ်တို့တွေဟာလည်းငယ်တုန်းကရုပ်သွင်းနေတခုမှမရှိတော့ဘူးအသက်အရွယ်ကြီးလာတာနဲ့တည်းဟောင်းနွမ်းအိုမင်းကြာဆင်းလာတယ်ဆိုတာကိုတတိထားတတ်ရမယ်အထောတရိရံပိစရံဥပိတိလူတိုင်းရဲ့ကိုယ်ကာယဟာလည်းပဲဟောင်းနွမ်းအိုမင်းလာတာဖြစ်တယ်အလုံးကိုချိထပ်ပြင်းထပ်ဖို့ရသော်ဗျာတရားသဘောနဲ့ဟောတာဒါဖြင့်သက်ရှိသက်မဲ့အရာဝတ္ထုအလုံးသည်
ယိုယွင်းပြီးတော့ဟောင်းနှံ့တဲ့သဘောရှိတယ်ဆိုအဲ့ဒါလို့ပြောင်းလဲမှုမရှိဘဲနဲ့အိုမင်းရင်းရောခြင်းပျက်စီးခြင်းဆိုတဲ့အနေအထားမရှိတဲ့အရာရောရှိသလားလောကကြီးမှာစဉ်းစားကြည့်အမြဲတမ်းသိလွင်နေဖို့အရာရောရှိသလားဆိုတတင်္စဓမ္မောနစရံဥပိတိသူတော်ကောင်းတွေရဲ့တရားကတော့အမြဲတမ်းတောက်ပသိလွင်နေတယ်ကျင့်တဲ့လူကသာဒီသူတော်ကောင်းတရားကိုကျင့်တဲ့အခါကျင့်မယ်မကျင့်တဲ့အခါမကျင့်သိလွင်တောက်ပနေတယ်သူတော်ကောင်းတရားကသိလွင်တောက်ပနေတယ်ဆိုတာဘာပြောတာတုံးဆိုသူတော်ကောင်းတရားဟာဟောင်းသွားလို့ဒီသူတော်ကောင်းတရားဟာဒိတ်အောက်သွားတယ်လို့မရှိဘူးအမြဲတမ်းသိနေတယ်လို့ဆိုကြည့်နှစ်ပေါင်း2600ကမြတ်စွာဘုရားဟောတဲ့တရားတွေဟာခဏထိ up to date ဖြစ်နေတော့မယ်လေဟာဒီခကြီးနဲ့အမဝင်တော့ဘူးဆိုပါစို့သစ္စာ၄ပါးသစ္စာ၄ပါးမပြည့်စုံသေးဘူးနောက်တစ်ပါးထပ်ထဲဖို့ဆိုတာလည်းမရှိဘူးပိုးနေလို့သစ္စာ၃ပါးလုံးချင်လို့လည်းမရနော်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့တရားတွေဟာလုံးဝမှန်ကန်နေတယ်ဒီကနေ့ခေတ်လည်းမှန်နေတော့မယ်လူဘဝလူခန္ဓာမှာရတာတွေဟာမှန်တော့မယ်ခန္ဓာကိုယ်ကြီးဟာအိုမင်းနေဆိုလည်းမှန်နေတော့မယ်နော်ရန်ကုန်မြို့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလူတွေတယောက်မှမရှိတော့ဘူးမှန်နေတော့မယ်နော်လူတွေဟာတဖြည်းဖြည်းအိုမင်းလာကြတယ်ဆိုတာလည်းမှန်နေတော့မယ်အဲ့ဒါကိုထာဝရမှန်ကန်နေတာကိုဒီနေရာမှာဟောင်းမသွားဘူးလို့ဆိုလို့တယ်ပေါ့ရှေးဟောင်းအဖြစ်ပြောင်းလဲပြီးတော့အသုံးမဝင်တဲ့ပစ္စည်းအနေနဲ့ဖြစ်မသွားဘူးတဲ့တတင်္စဓမ္မောနစရံဥပိတိဘယင်းရဲ့အသုံးဆောင်တွေဟာဟောင်းနှွမ်းတယ်ဘယင်းရဲ့ခန္ဓာကိုယ်ကိုယ်တိုင်ကိုယ်ကလည်းဟောင်းနှွမ်းတယ်အိုမင်းတယ်သို့တော့မဟောင်းတာမအိုတာကတော့ထာဝရသိလွင်ပြီးထာဝရမှန်ကန်နေတာတော့သူတော်ကောင်းတို့ရဲ့တရားပဲဒီလိုဆိုလို့ရပါတော့သူတော်ကောင်းတို့ရဲ့တရားဟာထာဝရမှန်ကန်နေတယ်အဲ့လိုထာဝရမှန်ကန်နေတဲ့သူတော်ကောင်းတရားဒီနေ့ကပြောရမယ်ဆိုရင်နိဗ္ဗာန်ဟာဖျားဆူဆူပွင့်တော်မူပြီးတော့ကိုကျင့်တရားကောင်းတဲ့သူတော်စင်တွေဝင်ရောက်သွားသည့်အတွက်ကြောင့်နိဗ္ဗာန်ဟာကသဗ္ဗဘုရားလက်ထက်ကနိဗ္ဗာန်ဟာကောရမဘုရားလက်ထက်ကြတော့ဟောင်းနှွမ်းသွားဗလားမဟောင်းနှွမ်းဘူးထာဝရသိလင်းနေတယ်လို့ဆိုကကုသနာမြတ်စွာဘုရားလက်ထက်ကနိဗ္ဗာန်ကောရမဘုရားလက်ထက်ကြတော့နှစ်ပေါင်းများစွာကွာခြားသွားပြီဒီပင်္ဂရမြတ်စွာဘုရားလက်ထက်ကနိဗ္ဗာန်ကောရမမြတ်စွာဘုရားဆိုလေးသိချေတဲ့ကဘာတသိန်းကွာလှမ်းသွားပြီဟောင်းနှွမ်းသွားလားဆိုမဟောင်းနှွမ်းဘူးမြဲတမ်းသိလွင်ပြီးတော့နေတယ်မြဲတမ်းမှန်ကန်ပြီးတော့နေတယ်ငြိမ်းချမ်းမှုကနေတစ်စက်မှယော့မသွားဘူးဟောင်းနေဆိုတာယော့သွားတာကိုပြောတာနော်ယော့သွားတာလူခန္ဓာကိုယ်ကြတော့ယော့သွားတာလေဘာတွေယော့တာတော့လှပမှုတွေယော့သွားအင်အားတွေယော့သွားရုပ်ဆင်းနေကြဆင်းသွားဒါယော့သွားမှုပဲအဲ့တော့နိဗ္ဗာန်ဆိုတဲ့တရားသူတော်ကောင်းတရားတွေကြတော့အဲ့လိုအည်အသွေးရောကျသွားတာမရှိလို့ထာဝရသိလွင်နေတယ်ဟောင်းနှွမ်းခြင်းမရှိဘူးလို့ဒီလိုဆိုလိုတာဖြစ်တယ်ပေါ့အေးလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့အထိအမှန်တရားအဖြစ်ကတရွေးသားမှရွေးရှားသွားတာမရှိဘူးသိလွင်မှန်ကန်နေတော့မယ်ဆိုတာကိုတန်တောဟဝေတပ္ပိပဝေရယန္တိသူတော်ကောင်းအချင်းချင်းမှဒါကိုပြောနိုင်တယ်သူတော်ကောင်းမဟုတ်တဲ့လူတွေကတော့ဒါပြောနိုင်မှာမဟုတ်ဘူးလို့မြတ်စွာဘုရားကသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဝင်ပြီးတော့မပြောရအောင်စကားကိုတခါတည်းပိတ်လိုက်တယ်နော်တန်တောဟဝေတပ္ပိပဝေရယန္တိတကယ်သူတော်ကောင်းစိတ်တွေသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ကောင်းအချင်းချင်းနဲ့နိဗ္ဗာန်ဆိုတဲ့သူတော်ကောင်းတို့ရဲ့သဘာဝတရားသူတော်ကောင်းတို့ရဲ့ကိုယ်ချင်းတရားဟာတရွေးသားမှအည်ချင်းအပြင်ရွေရှားရုပ်လျော့သွားတာမရှိဘူးဆိုတာတကယ်သူတော်ကောင်းချင်းချင်းကဆွေးနွေးပြောကြားခဲ့တာပဲဖြစ်တယ်လို့ဟောရလို့ကောသရဘုရင်ကြီးရဲ့မြင်းထားတွေထားတဲ့မြင်းလှဲတွေထားတဲ့နန်းဆောင်အဆောင်ကြီးတစ်ခုကြားထဲမှာ
မြတ်စွာဘုရားဒီတရားကိုဟောခဲ့တာဖြစ်တယ်ဟုတ်ဒီတရားကိုဟောခဲ့ဒါလောကကြီးမှာစဉ်းစားဖို့အတွက်အသိဉာဏ်ရဖို့အတွက်ဟောတာအခုလို့စဉ်းစားလို့ဒီအသိဉာဏ်ရတော့ဘာအကျိုးရှိတော့ဆိုစဉ်းစားကြည့်လေဘယ်ရမှမမြဲဘူးဆိုတဲ့အသိသိယုံနဲ့ပဲဘာမှအကျိုးမရှိဘူးလားလို့ဆိုအကျိုးရှိတယ်ဘလို့အကျိုးရှိတော့ဆိုထာဝရလို့ထင်ပြီးတော့တမက်မောမောတွေ့တာမှုတွေကဖြစ်တတ်တယ်ဟုတ်ထာဝရလို့ထင်နေလို့ရှင်တမက်မောမောဖြစ်နေတတ်တယ်အဲ့တော့ကိုရထားတဲ့ခန္ဓာကိုယ်ကထာဝရမဟုတ်ဘူးတခဏလို့ဆိုတာကိုသိလိုက်တဲ့အခါမှာတို့ငယ်ရွယ်တော့ကြမ်းမာတော့တို့ကောင်းတာတွေလုံးဝဖြစ်မယ်ကုသိုလ်ကောင်းမှုတွေများများရအောင်လုံးဝဖြစ်မယ်ဒါဟာကြမ်းမာမှုဆိုတာတခဏမြတာဖြစ်တယ်ဆိုတာကိုသဘောပေါက်တဲ့အခါမှာတန်ဖိုးရှိတဲ့အရာကိုရယူဖို့အတွက်လမ်းဖွင့်ပေးလိုက်တဲ့သဘောပဲသို့မဟုတ်ရင်ဒီပေါ်မှာမမောနေတဲ့တဏှာနဲ့တွေ့တာဆုတ်ကင်ထားတဲ့တဏှာနဲ့အချိန်ကုန်သွားပြီးဘာတစ်ခုမှမရလိုက်တဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်အရာရာအလုံးတွေပေါ်မှာတွေ့တာမှုတွေကြီးမားလာလို့ရှိရင်ဟိုအရာလည်းသိမ့်ပိုက်ထားမယ်ဒီအရာလည်းသိမ့်ပိုက်ထားမယ်ဆိုရင်လူတွေဟာတွေ့တာမှုကိုအကြောင်းပြုပြီးတော့ရင်ထဲကတောကတွေဆိုတာမဖြေရှင်းနိုင်လောက်အောင်ဖြစ်လာမှာဖြစ်တယ်တွေ့တာမှုကြောင့်တောကဆိုတာဖြစ်တယ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ကိုယ်နဲ့မဆိုင်တဲ့ပစ္စည်းဘလောက်ပဲပျက်စီးသွားဘယ်သူမှတောကမဖြစ်ဘူးကိုယ်နဲ့မပတ်သက်တဲ့လူတစ်ယောက်သေဆုံးသွားရင်လည်းဘာမှတောကမဖြစ်ကြဘူးတော့အပြုံးမပြတ်နေနိုင်ကြတယ်အေးကိုပိုင်တဲ့ပစ္စည်းဆိုရင်တပြားသားမှပျက်စီးတာမခံနိုင်ဘူးကိုနဲ့ခင်မင်မှုရှိတဲ့ကိုဆွေမျိုးကိုအတိဆိုလို့ရှိရင်စိတ်နှလုံးဟာတုန်လှုပ်လာတယ်အဲ့ဒါဘာကြောင့်ဒီလိုတုန်လှုပ်ရတာတော့ဆိုပတ်သက်မှုလို့ဆိုတဲ့တွေ့တာမှုတဏှာကြောင့်ဖြစ်တယ်ထင်ရှားတယ်ပေါ့မပတ်သက်ဘူးဆိုရင်ဘာဖြစ်ဖြစ်တူတွေကမတုန်လှုပ်ကြဘူးပတ်သက်မှုသည်တုန်လှုပ်ခြင်းရဲ့အကြောင်းပဲဒါအဲ့ဒီသဘောတရားတွေကိုသိရှိနားလည်ပြီးကိုယ်နဲ့ပတ်သက်သည်ဖြစ်စေမပတ်သက်သည်ဖြစ်စေစိတ်ဓာတ်တည်ငြိမ်မှုရနိုင်အောင်မှန်ကန်တဲ့နှလုံးသွင်းနဲ့နှလုံးသွင်းဆင်ခြင်တတ်ဖို့မြတ်စွာဘုရားဟောတာဖြစ်တယ်ဒီလိုမှန်ကန်သိခြင်းအဖြစ်အိုမင်းယူရင်ပျက်စီးလာတော့လည်းပဲတောကမဖြစ်တော့ဘူးအိုရမယ်ဆိုတာသိထားပြီးသားဖြစ်တယ်သိထားပြီးသားဖြစ်သည့်အတွက်ကြောင့်အိုရာအတွက်သူကဒီစိတ်တော့ကရောက်မှာမဟုတ်တော့လူတဘာဝဟာဒီလိုပဲအိုရမှာပဲအလုံးဟာတနေ့ဆွန့်လွတ်ရမှာပဲဆိုတဲ့သိထားတဲ့အသိဉာဏ်လေးနဲ့ကာကွယ်ပြီးတော့ဘယ်အခြေအနေနဲ့ရင်ဆိုင်ရစိတ်ဓာတ်ကြံ့ခိုင်မှုရအဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်သွားတာဟာအဓိကအကျိုးပဲနော်လူတွေရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုရနိုင်တယ်ဒါကြောင့်ဘုရားဘာသာတရားထွန်းကားရဖြစ်တဲ့မြန်မာလူမျိုးတွေဟာလူဘဝရဲ့အခက်အခဲတွေနဲ့ကြုံပြုံးနိုင်ကြတယ်ဆိုတာဘုရားတရားတော်တွေကြောင့်ပဲဖြစ်တယ်ပေါ့ပြုံးနိုင်ကြတယ်အခက်အခဲတွေကိုကျော်လွှားနိုင်ကြတယ်ဘာနဲ့စဉ်းစားပြီးတော့ပြုံးနိုင်ကြတယ်ဆိုအိုးသင်္ခါရတရားဆိုတာဒီတိုင်းပဲဘာတတ်နိုင်မှလဲဆိုတဲ့အတွေ့နဲ့ပဲကိုယ်ရင်ထဲကတောကကိုဖယ်ရှားပြစ်ကြတာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ပူလောင်စရာရှိရင်လည်းတခြားလူမျိုးတွေတော့မြန်မာလူမျိုးတွေကမပူဘူးဘလောက်အခက်အခဲတွေကြုံမြန်မာလူမျိုးတွေသိအပြုံးမပြတ်ဘူးဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားကြောင့်ပဲဖြစ်တယ်နော်ဆုံးမတရားကြောင့်ဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အသည့်တွေဟာတန်ဖိုးရှိတယ်ဒါကြောင့်ဒီအသည့်တွေကိုမြတ်စွာဘုရားဖြစ်ပေါ်စေတာပဲဖြစ်တယ်ပေါ့ဒါကကောသရမင်းကြီးရဲ့ဒီနန်းတော်မှာအသုံးပြုတဲ့မြင်းလဲတွေထားတဲ့ခမ်းမကြီးထဲမှာမြတ်စွာဘုရားဟောတဲ့တရားနောက်တစ်ခုကတော့လောကမှာလူတွေဟာဒီဘာမှလိလာလိုက်စားခြင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေရတယ်ရှိတယ်လူဖြစ်လာတဲ့အခါမှာဘယ်အရာတန်ဖိုးလဲဆိုတာမသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီမသိတဲ့ပုဂ္ဂိုလ်တွေကိုတတိပေးတဲ့အနေနဲ့ဟောတာ
ဒုက္ခဏမှာဘဝတစ်ခုရလာလို့ရှင်ဘယ်ဟာကတန်ဖိုးလဲဆိုတာသိတတ်အပ္ပတုတ္တယံပုရိသောပလိဘတ္တောဝစီရတိမန္တာနိတတ္တဝဋ္ဌန္တိပညာတတ္တနာဝတ္တိစားကအိတ်ခါပျော်ပါးပြနဲ့ပျော်ပါးကနဲ့ဘဝတစ်ခုဆုံးသက်တော့ဖြုံးနေကြတဲ့ပုဂ္ဂိုလ်ဒီလောကမှာရှိတယ်။ဘာပညာမှမရလိုက်ဖဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေပညာလို့ဆိုတဲ့နေရာမှာဓမ္မအတိလုံးဝမရလိုက်ဘူးပေါ့နော်။စီးပွားရှာဖို့ပညာတော့ရခြင်းအောင်ရလိမ့်မယ်။လောကီပညာတွေရကောင်းရလိမ့်မယ်။သို့သောဓမ္မအတိပညာဘာမှမရလိုက်ဖဲနဲ့ခန္ဓာကိုယ်မွေးမြူတဲ့အလုတ်သက်သက်နဲ့ပဲဘဝတစ်ခုဆုံးသက်သွားတယ်ဘဝတစ်ခုဆုံးသက်သွားတယ်အိတ်စားကာမဆိုတာအိတ်မယ်စားမယ်ပျော်ပါမယ်ဆိုတဲ့ဒီဟာနဲ့တည်းပဲဘဝတစ်ခုပျော်သလိုနေသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်တွေဟာကဲ့ရဲ့တိုက်သလားရှုတ်ချတိုက်ဒီချီးမွမ်းတိုက်သလားဆိုကဲ့ရဲ့ရှုတ်ချတိုက်တယ်ဒါကြောင့်အသိပညာလုံးဝမတိုးတက်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးအပ္ပတုတ္တယံပုရိသောပလိဘတ္တောဝစီရတိပညာကိုသင်ယူသင်ကြားခြင်းမရှိသူတော်ကောင်းတို့တရားတွေကိုလုံးဝကြားနာဘူးခြင်းမရှိအဲ့တော့မြန်မာပြည်ကလူတွေကတော့ဖះရဲ့ဆုံးမတွေကြားနေရတာတော်တော်ကြားနေရတယ်ကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေများတချို့လုံးဝကိုမကြားရတဲ့ဖះဝေးတရားဝေးတွေဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေမှာဆိုကြားဖို့ရအလွန်ခက်တာအလွန်ခက်တာအပ္ပတုတ္တမြတ်စွာဘုရားရဲ့ဆုံးမစကားတွေကုသိုလ်အကုသိုလ်ဆိုတာလည်းမကြားဘူးအကုသိုလ်ဆိုတာရှောင်ရမယ်ကုသိုလ်ဆိုတာလုပ်ရမယ်ဆိုတာလည်းမကြားဘူးနော်အရာခသိဟာပြောင်းလဲနေတာဖြစ်တယ်တနည်းကျတော့ပျက်စီးသွားမှာဆိုတာလည်းမကြားဘူးအဲ့ဒါလို့ကြားဘူးထားခြင်းတရားနဲ့ပတ်သက်ပြီးသင်ယူထားခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခိုင်းလို့မရတော့လို့အိုမင်းလာတဲ့နအိုကြီးတစ်ကောင်ကိုကျိုးဖြေပြီးတော့လွတ်လိုက်တဲ့အခါအဲ့ဒီနအိုကြီးဟာသူ့ဘာသူရေကြီးရမြဲနုရရှောက်သွားပြီးတော့ဟိုခြုံစားဒီခြုံစားနဲ့ဝါလာတဲ့နွားကြီးလိုပဲတဲ့အသားတွေပဲတိုးလာပြီးတော့ဘာမှကောင်းကျိုးပြုနိုင်တဲ့အနေအထားမရှိတော့ဘူးဝန်ကိုထမ်းဆောင်နိုင်ခြင်းမရှိတော့ဘူးလုပ်ငန်းခွင်မှာအသုံးမကျတော့ဘူးလွတ်လိုက်တာနော်လုပ်ငန်းခွင်မှာအသုံးမကျတော့ဘေးမဲ့ပေးပြီးတော့လွတ်လိုက်တဲ့နွားကြီးဟာအစာစားပြီးတော့အသားပဲတိုးနေတယ်သူ့ရဲ့ဝန်ဆောင်မှုတွေဟာသူ့ကိုအကျိုးပြုတဲ့အလုပ်တွေကတခုမှမရှိတော့ဘူးအဲ့ဒီအတိုင်းပဲတဲ့အသိပညာအတတ်ပညာတွေကင်းဝေးနေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဓမ္မအသိဉာဏ်ကကင်းဝေးတဲ့ပုဂ္ဂိုလ်မှာမန္တာနိတတ္တဝဋ္ဌန္တိပညာတတ္တနာဝတ္တိသူဟာပြောသလိုနေပြောသလိုစားပြီးတော့အသားတွေပဲတိုးပြီးအသိပညာမတိုးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတာလောကမှာလူဖြစ်လာလို့ရှိရင်အသိပညာနေ့စဉ်တိုးအောင်ကြိုးစားရမယ်ဆိုဒါကိုဆွလို့တယ်ပေါ့နော်အသိပညာတိုးမှတခုတိုးနေရမယ်တနေ့ပြီးတနေ့ဓမ္မအသိပဲဖြစ်စေလောကမှာမှန်ကန်တဲ့အသိတရားတွေပဲဖြစ်စေသိအောင်သိပညာကိုစီးပူးအထောက်နေရပညာရည်တွေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ်အသိဉာဏ်ရနိုင်တဲ့နေရာတွေကဘယ်ရတော့ဆိုစာပေဖတ်ခြင်းကလည်းအသိဉာဏ်ကိုရနိုင်တရားနာခြင်းကလည်းအသိဉာဏ်ကိုရနိုင်အဲ့တော့နာယူခြင်းသင်္นานတက်ခြင်းစာပေဖတ်ရှုခြင်းဆိုတဲ့နေရာကနေပြီးအသိဉာဏ်တွေရအောင်ကြိုးစားအထောက်နေရမှာဘာပညာပဲဖြစ်ဖြစ်ကိုယ်တဏ္ဍမှာတနေ့ပြီးတနေ့အသိပညာတိုးနေအောင်ကြိုးစားသင့်တယ်ဆိုတဲ့သင်ခန်းစာတစ်ခုကိုမြတ်စွာဘုရားပေးခြင်းပဲဖြစ်တယ်အဲ့ဒါလို့အသိပညာမတိုးဘူးဆိုရင်နေ့စဉ်စားနေတော့အသားပဲတိုးလိမ့်မယ်အသိတိုးမှာမဟုတ်ဘူးအဲ့တော့အသားတိုးတာတဲ့အသိတိုးတာကဓမ္မိုကြီးမားတယ်အသိပညာတိုးပေါင်းလုပ်ရမယ်လို့ဆိုလို့နော်တနေ့တနေ့ကိုတရားလေးတစ်ပုဒ်ဖယ်ချက်တနေ့ဆိုလို့ရှင်ဟုတ်လားအခုဆိုလို့ရှင်ဒီ
2019ခုနှစ်မနစ်တုန်းက2018ခုကဟစ်ပြီးတော့ Happy New Year နေစလိုက်တာအခုကုန်တော့မယ်နော်ဒီနေ့29 30 31 2ရက်ပဲကြာတော့အဲ့ဒီကြားထဲမှာဘာပညာမှမတိုးလိုက်တဲ့ပုဂ္ဂိုလ်နဲ့2019နှစ်19ခုတလပိုင်းကနေစပြီးခု12လပိုင်းအတွင်းမှာကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ဆင်ခြင်နေတယ်ငါဒီနှစ်တွင်းမှာဘာပညာတွေတိုးလိုက်သလဲဒါဆင်ခြင်သင်စားမှာဖြစ်အဲ့လိုဆင်ခြင်သုံးသပ်ကြည့်လို့အသိပညာမတိုးဘူးဆိုလို့ရှိရင်ဒါဟာကိုယ့်အတွက်တမိုးနေသွားပြီဒီတစ်နှစ်ကပြန်ယူလို့လည်းမရတော့ဘူးပြန်ယူလို့မရဘူးတစ်နှစ်ကုန်ဆုံးသွားပြီတစ်နှစ်တစ်လုံးမဲ့မှတ်အောင်တစ်နှစ်ပြည့်လာလို့ရှိရင်ရက်ပေါင်း365ရက်ဆို365ဆိုပုပ်ပေါင်း365ရနိုင်စကလုံးပေါင်း365ရနိုင်အဲ့တော့တမိုးရှိတဲ့အရာတွေကိုခရုတစိုက်နဲ့မှတ်သွားမယ်ဆိုလို့ရှိရင်အသိပညာတွေဟာတိုးတက်နေမှာပဲ။ဘာမဲ့တနည်းကိုစာအုပ်တို့ကိုဖတ်လို့ရှိရင်တနည်းဆိုလို့ရှိရင်365အုပ်ကုန်သွားပြီကိုမှာ365အုပ်ကရလိုက်တဲ့ပညာတွေကနဲတာမှမဟုတ်တာ။နဲတော့မှမဟုတ်တာအသိပညာတွေရ။တရားစာအုပ်ပဲဖတ်တခြားပညာရပ်တွေပဲဖတ် library တစ်ခုမှသွားပြီတနည်းဆိုလို့ရှိရင်ဥပမာမဲ့တစ်လကိုတအုပ်ကုန်ဖတ်တယ်ဆိုရင်12လဆိုရင်12အုပ်ကုန်သွားပြီအဲ့ဒီ12အုပ်ထဲကကိုယ့်တက်တမိုးရှိတဲ့ပညာရပ်တွေရလိုက်တာပဲအဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်အသားပဲတိုးပြီးဘာပညာမှရမှာမဟုတ်ဘူးကိုယ့်ကိုဘဝသင်္ကန်းစာယူဖို့အတွက်မြတ်စွာဘုရားဒါဟောတာအပတုတယံပုရိသောဘာမှမသိတဲ့ပုဂ္ဂိုလ်ဘာမှစာလည်းမဖတ်တဲ့ပုဂ္ဂိုလ်အသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်ဟာအိုကြီးဟာတာဝန်မထမ်းနိုင်မဲနဲ့ကျိုးဖြေပြီးတော့လွတ်လိုက်တဲ့ဘေးမဲ့နွားကြီးသည်အသားသာတိုးပြီးတော့ဘာလုပ်ငန်းနဲ့မှအကျိုးမပြုသလိုလောကမှာဘာမှမသိတဲ့ပုဂ္ဂိုလ်ဟာအသားပဲတိုးပြီးတော့အသိပညာမတိုးဘူးလို့ဒါကြောင့်အသိပညာတိုးအောင်ကြိုးစားအထောက်ရမယ်ဆိုဘဝသင်္ကန်းစာလမ်းညွှန်မှုကိုပေးတာပဲဖြစ်တယ်ဓမ္မအသိတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုယ်အသိဟာတစ်ဖြည်းနဲ့တစ်ဖြည်းတိုးမြင့်လာတဲ့အသိမျိုးဖြစ်အောင်အဲ့ဒီအသိမျိုးဖြစ်အောင်တတိထားပြီးတော့ကြိုးစားအထောက်ကြအောင်ဓမ္မအသိပဲဖြစ်စေဘဝအသိပဲဖြစ်စေအသိပညာတွေရရှိအောင်အမှတ်တမဲ့မနေဘဲနဲ့ကြိုးစားအထောက်တင်တယ်မကြခင်2019ခုနှစ်ကုန်ပြီးတော့2020ရောက်တော့မှဖြစ်တယ်2020ရောက်လာလိမ့်မယ်အဲ့ဒီရောက်လာလို့ရှိရင်လည်းအဲ့ဒီအစကနေစပြီးတော့သတိထားကြည့်တလပိုင်းကစပြီးငါမှနေ့စဉ်ဘာတွေတိုးနေသလဲဆိုတိုးဖို့အမှန်တမ်းအရေးကြီးတယ်ဘာပဲတိုးစီးပွားဥစ္စာပဲတိုးငွေကြေးဒနာတွေပဲတိုးယာဓုဂုဏ်သိမ်းတွေပဲတိုးတမိုးအချီးဆုံးကတော့အသိပညာနဲ့ကုသိုလ်တရားတွေတိုးအောင်ကြိုးစားရမယ်ဒါဟာဘဝသင်္ကန်းစာကိုပေးတယ်မြတ်စွာဘုရားရဲ့ဆုံးမတရားပဲဖြစ်တယ်လို့မှတ်သားသင့်တယ်ပေါ့နော်နောက်153နဲ့154ကြတော့မြတ်စွာဘုရားဟာဘုရားဖြစ်သူရောက်တဲ့အခါမှာဘဝတန်တရားကျင်လည်ခဲ့ရတာတွေနဲ့ပတ်သက်ပြီးတော့အကြောင်းတရားကိုရှာဖွေတွေ့ရှိကြတယ်။ခွန်ကြီးတို့တွေလည်းစဉ်းစားကြည့်ငါဘယ်ကလာတာလဲဘာကြောင့်ငါလူဖြစ်နေတာလဲနော်ဘာကြောင့်လူဖြစ်တာလဲဘာကြောင့်တန်တရားတဲ့ဟာ32ပုံထဲမှာငါကျင်လည်နေရတယ်လဲဒီအတိနဲ့စဉ်းစားကြည့်လိုက်လို့ရှင်ဘဝတန်တရားဆိုတာမတန်ရှိလဲရတယ်ပြောတယ်ဘာကြောင့်တရားတွေဟာဒီဘဝကတည်နောက်ဘဝမှာပြန်မွေးကြတယ်မွေးကြပြီးတော့အစမြင်တဲ့အခါမြင်တယ်နှိမ့်တဲ့အခါနှိမ့်သွားတယ်အပင်ငယ်ရောက်သွားတဲ့အခါရောက်တယ်လူဖြစ်တဲ့အခါဖြစ်တယ်နတ်ဖြစ်တဲ့အခါဖြစ်တယ်တန်တရားထဲမှာအထက်အောက်ဒီစုံကြီးဆန်းကြီးနဲ့မဆုံးတဲ့တန်တရားခီးကြီးကိုဘာကြောင့်ရှောင်နေကြရတယ်လဲဘာကြောင့်ထွက်ပေါက်မရသလဲဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အဖြေထုတ်တာမြတ်စွာဘုရားဖြစ်သူရောက်တဲ့အခါမှာ
သူမျောမှန်းခဲ့တဲ့ပန်းနိုင်ကိုရောက်တော့အဖြေထုတ်တယ်အဲ့ဒီအဖြေထုတ်တာဥရန်ကျူတဲ့အနေနဲ့တုတ်တော်ကထုတ်ဖော်ပြီးဘယ်သူကမှဟောတာမဟုတ်ဘူးနှုတ်ကနေထုတ်ဆိုပြီးတော့ဝန္တာချီနူးမှုကိုဖော်ပြတဲ့စကားတစ်ခုပဲနောက်ပိုင်းရှင်အနန္ဒာရဲ့မေးလျောက်မှုကြောင့်မြတ်စွာဘုရားနှုတ်ကထုတ်ပြီးတော့ရှင်အနန္ဒာကိုဟောခဲ့တယ်ဥဒ္ဒံဂါထာလို့ခေါ်တယ်ကိုယ်အိမ်မှာဖရာတွေကိုးကွယ်တဲ့အခါမှာတတိထားမိကြလိမ့်မယ်ဖရာရုပ်ပွားတော့ကိုးကွယ်တဲ့အခါမှာဘုန်းကြီးတွေပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာလောက်တာလေအဲ့ဒါဖရာဖြစ်စမှာမြတ်စွာဘုရားကိုယ်တိုင်ကနေဝန္တာကြည်နူးဖွယ်ရာသူ့ရဲ့အောင်မြင်မှုကိုကျင့်တတ်အားရစွာပြောဆိုတဲ့ဥဒ္ဒံဂါထာပဲဖြစ်တယ်အနေကဇာတိတန္တာရံဆိုတာကိုကြည့်ပြီးတော့အနေကစားတင်တယ်လို့ဟိုရှေးရခင်ကလေးမြန်မာနိုင်ငံမှာလောက်လာတဲ့အစဉ်လာတစ်ခုအိမ်အသစ်တိုက်သစ်တက်တဲ့အခါမှာဖရာကမှာဖရာရုပ်ပွားတော့ပင့်တင်ထားပြီးတော့အနေကစားတင်တယ်ဆိုတာဒီဂါထာကိုဘုန်းကြီးတွေကရွတ်ပေးကြတာနော်နောက်ပရိစ္ဆေသမုပ္ပါဒ်တို့ကုံတော်၉ပါးတို့စသဖြင့်ပဋ္ဌာန်းတို့ဖြစ်ဆွက်ပြီးတော့ရွတ်ပေးပရိတ်တိဖြစ်ဆွက်ပြီးရွတ်ပေးတယ်အဓိကကတော့ဒီခါတာပဲအနေကစားတင်နေဆိုပြီးလောက်ကြတယ်နောက်ပိုင်းကျတော့အနေကစားမတင်ရင်ဖះမဖြစ်ဘူးလို့ယူဆပြောဆိုလာကြပြန်တယ်အဲ့ဒါကတော့မမှန်ဘူးပေါ့ဖះလို့ရုပ်တုထုလိုက်တာနဲ့တပြိုင်နက်အလုံးကဒါဖះရုပ်တုလို့ဆိုရတဲ့ဖះဖြစ်သွားပြီဒါသမုဒိသစ္စာခေါ်တယ်ဒါဥပ္ပုံကြီးတို့ကစေရီမဟုတ်သေးဘူးစေရီပုံဥပ္ပုံတွေကိုဆင့်ပြီးတဲလိုက်တဲ့အခါစေရီဖြစ်သွားပြီသမုဒိသစ္စာဆိုပြောင်းတယ်လေသမုဒိသစ္စာအများအတိမပြုတ်ထားတယ် general consensus လို့ခေါ်တယ်အများအတိမပြုတ်ထားတဲ့အရာဟာဖောက်ဖျက်လို့မရဘူးသူကဖះရုပ်တုထုလိုက်တာနဲ့တပြိုင်နက်ဖះဆိုဖြစ်သွားတယ်ဖះလို့ပဲခေါ်တယ်ဘယ်သူမှဖေတိပင်ရုပ်တုလို့မခေါ်တော့နော်ဥပ္ပုံကြီးကိုစနစ်တကျစေရီပုံလုပ်ပြီးတော့ပေါင်းဆက်တက်လိုက်ရင်စေရီပထိုးလို့ပဲခေါ်တယ်ဘယ်သူမှဥပ္ပုံကြီးလို့မခေါ်ဒါကလူတွေရဲ့တမ္မုဒိသစ္စာရဲ့သဘာဝတရားနော်အဲ့ဒီတမ္မုဒိသစ္စာကိုဖောက်ဖျက်ရင်ယူနှမ်းတဲ့ယူသွတ်တဲ့ပုဂ္ဂိုလ်တရားပဲဖြစ်တကယ်ကိုစိတ်မှန်တဲ့ပုဂ္ဂိုလ်မျိုးကတမ္မုဒိသစ္စာကိုဘယ်သူမှမဖောက်ဖျက်ဘူးပေါ့နော်မဖောက်ဖျက်ရသမုဒိသစ္စာအတိုင်းအမှန်လို့ပဲယူဆလောကသမုဒိကာရဏံလူတွေအားလုံးကအတိမပြုထားသည့်အတွက်ကြောင့်မှန်တယ်တဘာဝကမှန်လို့မှန်တာမဟုတ်ဘူးလူအားလုံးကအတိမပြုလို့မှန်တယ်အဲ့တော့ဘုရားယုတ်တုတော်ဟာဘုရားဖြစ်ပြီးသားအနေကစားတင်းတယ်ဆိုတာအမတ်တရမြတ်စွာဘုရားဖြစ်စာကဥရန်ကျူခဲ့တဲ့ဟာကိုအမတ်တရအနေနဲ့ရွတ်ဖတ်ပူဇော်တာသာဖြစ်တယ်ဒီလိုမှတ်သားတဲ့နဲ့ပေါ့နော်အဲ့တော့ဒီအဓိပ္ပာယ်လေးကိုကြည့်အောင်အနေကဇာတိတန္တာရံတန္တာဝိတ္တံအနိဝိတံပထမပြောလိုက်တဲ့စကားကဘာလို့ဆိုအနေကဇာတိတန္တာရံဘဝပေါင်းများစွာလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နော်ဘဝမျိုးစုံမှာမျိုးစုံနေတဲ့ဘဝထဲမှာတဲ့တဘဝကနေတဘဝပြည့်သွားနေရတယ်တကဘာမှာလူတယောက်ရဲ့ဒီသိဆုံးရတဲ့တတ္တလောကကြီးတစ်ခုမှမယ်လူသားတယောက်လို့ပဲပြောအောင်လူသားတယောက်ရဲ့တကဘာမှာလူဘဝနဲ့လူဘုံကြီးပဲဖြစ်ပြီးတော့သိဆုံးသွားလို့သူ့ရဲ့အယိုးကိုစုထားလိုက်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားဟောတာကဒီရာဇယုပြည်နာကတောင်၅လုံးရှိတယ်ထင်မယ်ဝေပုံလတောင်ဆိုတာရှိတယ်တကဘာအတွင်းမှာလူတယောက်ဟာအခုလိုအယိုးရှိတဲ့တတ္တဝါလူတတ္တဝါဖြစ်ပြီးတော့သေသွားလို့သူ့ရဲ့အယိုးပုံအယိုးတွေကိုမပြောင်းမပြတ်စုပုံထားမယ်ဆိုရင်ဝေပုံလတောင်ကြီးတော့မြင့်မယ်လို့ပြောတာနော်လူရဲ့ကိုတယောက်တည်းရဲ့အယိုးကိုပဲတကဘာပတ်လုံးဆိုလို့ရှိရင်တော့ဝေပုံလတောင်လောက်ကိုမြင့်တယ်လို့မှန်တာပဲအခုခေတ်မှာလည်းပဲတူးဖော်လိုက်တဲ့အခါမှာ
တွေ့နေကြရတယ်လေတွေ့နေကြအဲ့တော့ဘဝတစ်ခုဟာအစင်ထာဝရတည်မြဲနေတာမဟုတ်ဘူးမွေးဖွားလာပြီးရင်သေဆုံးခြင်းနဲ့ဆုံးသက်သွားကြတယ်အဲ့ဒါလို့မွေးဖွားလိုက်သေဆုံးလိုက်ဘဝတစ်ခုဆုံးသက်သွားလိုက်နောက်ထပ်ဘဝတစ်ခုစပြုလိုက်အဲ့ဒီဘဝတစ်ခုအဆုံးသတ်လိုက်နေနော်မွေးသေးဆိုတဲ့တန်တရားကြီးထဲမှာလဲပတ်ပြီးတော့နေချရတယ်တဘွားကနေတဘွားဘွားပေါင်းမြောက်များစွာခုပြောင်းပြီးတော့တန်တရားထဲမှာကြာကျင်တိုင်းကြာခဲ့တာဘာကြောင့်လဲဘာကြောင့်အဲ့လိုကြာရတာတုံးဆိုတော့မြတ်စွာဘုရားအနိဗ္ဗိတံအကြောင်းတရားကိုရှာတွေ့နိုင်တဲ့အသိဉာဏ်မရခဲ့ဘူးမရလို့ပညာမရလို့ဘာကြောင့်ဒီလိုတန်တရားထဲမှာလဲနေတယ်ဆိုတဲ့အကြောင်းတရားကိုသိနိုင်တဲ့အသိဉာဏ်ကိုမရလို့ဘာကြောင့်လဲမှမသိလို့လဲနေခဲ့တယ်လို့သူတို့ဖြေထုတ်ထားတယ်နော်မှမသိလို့သိတဲ့ဉာဏ်မရလို့အကြောင်းကိုမရှာနိုင်လို့အနေကသာတိတန်တရာဘဝပေါင်းများစွာတန်တရားထဲမှာအနိဗ္ဗိတံဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုသိနိုင်စွာသိတတ်တဲ့အသိပညာမရရှိခြင်းကြောင့်တဏ္ဍာဝိတ္တံပြေးသွားခြင်းလိခဲ့ရပြီဒီပင်ကရမြတ်စွာဘုရားနဲ့တွေ့ပြီးတဲ့နောက်မှတောင်း၄သိန်းချိန်နဲ့ကဘာတသုံးဘဝမှာအမျိုးမျိုးဖရာလောင်းဘဝနဲ့ပဲကြည့်ဖြစ်လာခဲ့ကြတယ်ဘုန်းကြီးတို့တွေလည်းပဲဘယ်တော့ကစပြီးဘယ်မှာဆုံးသတ်မယ်ဆိုတာမသိနိုင်တော့အောင်ဘဝခရီးဟာရှည်လျားတဲ့ဘဝခရီးကိုရှောက်လန်းနေကြတာဖြစ်တယ်ပေါ့အဲ့ဒီမှာဘဝခရီးအဆုံးသတ်ဖို့ဘာကြောင့်ဒီလိုဘဝထဲမှာကျင်လီနေရတယ်လဲဆိုတဲ့အသိဉာဏ်ရအောင်ကြိုးစားအထောက်အမယ်အဲ့ဒီအသိဉာဏ်နဲ့အကြောင်းရှာတဲ့အခါဘာရှာတာတော့ဆိုဂဟကာရံခဝေတန်တော်ကိုယ့်ရဲ့ခန္ဓာကိုယ်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားကိုဒီနေရာမှာဂဟကာရဆောက်လုပ်ရေးသမားကိုရှာတယ်လို့သူဆိုလို့တယ်လူရဲ့ခန္ဓာကိုယ်ကြီးကဘယ်သူဆောက်ပေးနေတာတော့တခြားဘာသာတွေကတော့ဖြေထုတ်မယ်ဘုရားသခင်ကဖန်ဆင်းပေးနေတယ်ဘုရားဘာသာတွေကတော့အဲ့လိုဖြေမထုတ်ဘူးကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဖြစ်နေတာလို့ဆိုတယ်ဘုရားသခင်တို့အကြောင်းရှာတာပဲဖြစ်စီကံနဲ့ကိလေသာတွေပေါင်းစပ်လို့ဆိုတာအကြောင်းကိုရှာကြတာဖြစ်တယ်မြတ်စွာဘုရားကဂဟကာရဆောက်လုပ်တဲ့ပုဂ္ဂိုလ်လက်သေးကိုရှာတယ်တဲ့ရှာတဲ့အခါမှာမတွေ့ဘူးမတွေ့လို့တန်တရားတွေမှာအကြာကြီးလဲခဲ့ရတယ်သူဆိုလို့ဒါဖြင့်ဒီလက်သေးကိုဘာကြောင့်ရှာလဲဘသူကြောင့်ငါတန်တရားလဲတယ်ဆိုတာအကြောင်းတရားဘာကြောင့်ရှာတော့ဆိုဒုက္ခဇာတိပုဏ္ဏပုဏ္ဏအတလဲလဲပြန်လှန်ပြီးတော့မွေးဖွားနေခြင်းဟာစိတ်ပြည့်ငြင်းငွေ့စရာကောင်းတယ်ဟုတ်တယ်ဘယ်ဘဝမှာအတီးကြတာမဟုတ်ဘူးအခုပဲဘုန်းကြီးတို့ဒီဘဝရထားကြတယ်ရထားပြီးတော့ဒီဘဝတစ်ခုဟာတဖြည်းဖြည်းအိုမင်းလာတယ်နောက်ဆုံးမှာကိုယ်ရကြီးတဲ့ပုဂ္ဂိုလ်တွေလည်းသိဆုံးသွားကြတယ်ကိုယ်ရငယ်တဲ့ပုဂ္ဂိုလ်တွေလည်းသိဆုံးကိုယ်နဲ့ရွယ်သူတွေလည်းသိဆုံးသွားကြဘဝတစ်ခုရလာပြီးတဲ့အခါမှာတစ်ခုကိုအဆုံးသတ်သွားကြတာပဲကိုယ်လည်းပဲဒီနေ့ဒီလိုပဲအဆုံးသတ်မှာဖြစ်တယ်အဲ့လိုမွေးလိုက်သေလိုက်မွေးလိုက်သေလိုက်ဆိုတဲ့ဒီအဖြစ်ဆိုးကြီးဟာကျင့်တတ်เสียမကောင်းဘူးဒါကြောင့်မလို့ဒီအဖြစ်ဆိုးကြီးဟာငါဘာကြောင့်ကြုံနေရသလဲဆိုတဲ့အကြောင်းတရားကိုရှာတာတဲ့ရှာတာမတွေ့လို့ဒီလောက်ထိအောင်ဘဝထဲမှာကြာခဲ့ရတာဖြစ်တယ်ဖျားဖြစ်တဲ့အခါကျတော့အဲ့ဒါတော့တွေ့ပြီဂဟကာရကဒိဋ္ဌောတိဆောက်လို့ရည်သမားသူ့ကိုမြတ်စွာဘုရားတွေ့သွားပြီဘာနဲ့တွေ့တာတော့ဆိုဝိပဿနာတရားကိုအထုတ်တဲ့အခါမှာဝိပဿနာဉာဏ်နဲ့ဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းအကျိုးဆင်ခြင်တတ်တဲ့ဝိပဿနာဉာဏ်နဲ့စပြီးတော့တွေ့တယ်နော်ဘယ်သူဆောက်နေတာဘယ်သူကြောင့်ဖြစ်တာဆိုတာသိလားအဲ့တော့ခန္ဓာအိမ်ကိုဆောက်လုပ်နေတာကိုသိလို့မြတ်စွာဘုရားက
ယာယံတဏပောနုဘဝိကနန္တိရာဂသဟကတာတတရတတရဘိနန္တိနိတေယထိတံကာမတဏဘဝတဏဝိဘဝတဏတပည့်စကြတရားတော်ဒီမှာဒီဒုက္ခဆိုတဲ့အိမ်ကြီးကိုဘယ်သူဆောက်တာတော့ဆိုဟောတဏဆောက်တာပောနုဘဝိကာစာဘဝတစ်ခုကိုထပ်တလဲလဲဖြစ်စေတာတိဆောက်နေတာသူပဲဆိုအကြောင်းတရားကိုရှာတွေ့သွားတယ်နော်တွေ့တာမှုတွေလူချင်းမှုတွေဒါတွေကပဲဆောက်လုပ်နေတယ်ဆိုတဲ့အဖြစ်ထုတ်တယ်ဒါကြောင့်ဂါကာရကထိတ်ထောတိကိုယ့်ရဲ့ခန္ဓာအိမ်ကြီးကိုဘဝကိုတိဆောက်နေတဲ့ပုဂ္ဂိုလ်ဘဝကိုတိဆောက်နေတဲ့အကြောင်းတရားကိုတွေးလိုက်ပြီတွေးလိုက်တဲ့နောက်ပိုင်းမှာတော့ပုဏ္ဏခေဟန္နာကာတိသူ့ဘဝသူ့ခန္ဓာကိုတော့ငါဘဝငါခန္ဓာကိုတော့နောက်ထပ်ဆောက်လုပ်ခွင့်မပေးတော့ဘူးသူ့ဖယ်ရှားလိုက်မယ်ဆောက်လုပ်ခွင့်မပေးတော့ဘူးသူပဲဆောက်နေတယ်သဗ္ဗတိဖာတုခဘက္ခာသူနဲ့တွဲဖက်ပြီးတော့လာတဲ့ရှင်တွေကကိရိတာတွေအားလုံးကိုဖျက်ဆီးလိုက်တယ်ဂဟကုတံဝိသင်္ကတံအဓိကအထွတ်ဖြစ်တဲ့အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုကိုလည်းဖယ်ရှားပြလိုက်ပြီဆိုလိုတာကပရိစ္ဆေသုပ္ပနဲ့ကြည့်လိုက်ပဲဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏခွန်ကြီးတို့တွေအမှန်အကန်ကိုမသိတာအဝိဇ္ဇာမသိလို့လှုပ်တဲ့နာရောမလှုပ်တဲ့နာရောလှုပ်တာသင်္ခါရအဝိဇ္ဇာကကိလေသာသင်္ခါရကကံတရားကိလေသာနဲ့ကံတရားပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့ဘဝတစ်ခုပဋိသန္ဓေစိတ်စဖြစ်လာတယ်အဲ့ဒီကနေပြီးနာမရူပတာလယရဏဖတ်တာဝေဒနာဆိုတဲ့စိတ်ခံစားမှုတွေထိအောင်ပေါ်လာတယ်ပေါ်လာပြန်တော့တစ်ခါပြန်ပတ်လိုက်စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့လိုချင်မှုဆိုတဲ့တဏှာပေါ်လာပြီးတော့ဆွဲလန်းမှုဆိုတဲ့ဥပါဒံဆွဲလန်းမှုကိုခြေခံပြီးတော့နောက်တစ်ဖန်ရဖို့ကြိုးစားလာတာဘဝလို့ဟောတန်တရားမှာအဲ့လိုပဲလုံးလက်ခတ်နေတယ်အဝိဇ္ဇာကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ဘဝတစ်ခုထုတ်လုပ်နေတာအဲ့ဒါကြောင့်မို့အဓိကလက်တဲ့ကတော့ကံတရားမဟုတ်ဘူးအဓိကလက်တဲ့ကကိလေသာပဲဖြစ်တယ်ပေါ့ကံလို့ပြောနေကြတော့လည်းပဲအဓိကလက်တဲ့ဟာကိလေသာကအဓိကလက်တဲ့ပေါ့နော်ဒါကြောင့်မို့ဝိပဿနာတရားကြိုးစားအထုတ်တဲ့အခါမှာကိလေသာတွေကိုဖယ်ရှားဖို့ကြိုးစားတာကိလေသာတွေတဖြည်းဖြည်းယောပါလာတယ်တတိတို့ပညာတို့ကတိုက်ပွဲဝင်တဲ့အခါမှာကိလေသာတွေယောပါလာတာကိလေသာတွေယောပါလာတဲ့အခါမှာနောက်ဆုံးကိလေသာတွေကိုလုံးဝဖယ်လိုက်ပြီဆိုရင်ကိလေသာនិရောဓေကမ္မនិရောဓကိလေသာတွေချုပ်သွားတာနဲ့တပြိုင်နက်ကံတရားတွေကလည်းအလုံးမဖြစ်တော့ဘူးချုပ်သွားတယ်ကိလေသာနဲ့ကံပေါင်းမှဘဝတစ်ခုကိုထူထောင်လို့ရတယ်ဒါကြောင့်မို့ပယ်ရှားတဲ့အခါမှာကိလေသာကိုပဲဖယ်ရှားတယ်ကံကိုဖယ်ရှားတာမဟုတ်ဘူးကိလေသာဖယ်ရှားခြင်းဖြင့်ကံလည်းဖယ်ရှားခြင်းဆိုတဲ့ကိစ္စပြီးသွားတယ်ဥပမာထင်ရှားအောင်ပြောရလို့ရှင်မျိုးစိတ်လေးတစ်စိတ်အပင်ပေါက်တာဟာဘသူချောင်းပေါက်တာလဲမျိုးစိတ်ကတော့အပင်ပေါက်နိုင်တဲ့တတ္တိသူ့မှာရှိတယ်သို့တော့မြေနဲ့ရေနဲ့အကူညီမပါဘဲနဲ့သူအပင်မပေါက်ဘူးနော်မြေရေနဲ့ပေါင်းစပ်မိမှသူကအပြင်ဖြစ်တယ်ထို့တူပဲကံတရားဟာလည်းပဲသူ့ကြည့်နေလို့အကျိုးပေးနိုင်တာမဟုတ်ဘူးကိလေသာဆိုတဲ့မြေနဲ့ရေနဲ့ပေါင်းစပ်လိုက်မှကံကအပင်ကိုထုတ်လုပ်နိုင်တာဖြစ်တယ်အေးမြေနဲ့ရေနဲ့ဝေးအောင်ထားလိုက်ပြီးဆိုလို့ရှိရင်ဒီမျိုးစေ့ဟာအပင်မပေါက်တော့ဘူးအဲ့သဘောပဲဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်မှာကံနဲ့ကိလေသာနှစ်ခုကိုတွဲဖက်ပြီးတော့မြတ်စွာဘုရားဟောတာဖြစ်တယ်ကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့လှုပ်တာအဲ့ဒီသဘောတရားတွေကိုသိတော့ဒီဒေသနာတော်မှာကြည့်တပ္ပတိဖာတုကဘက္ခာအိမ်ဆောက်လုပ်တဲ့ထဲမှာပါဝင်တဲ့ကိလေသာတွေအားလုံးကိုဖျက်ဆီးပြလိုက်ပြီအဓိကဆောက်လုပ်သူကယာယံတဏပောနုဘဝိကာလို့ဆိုဘဝအတိတ်ကိုဘဝတစ်ခုဖော်ဆောင်ပေးတဲ့တဏကတော့ဆောက်လုပ်သူပဲသို့တော့သူကြီးဆောင်းနိုင်တာမဟုတ်ဘူးသူနဲ့တွဲဖက်လာတဲ့ဉာဏ်နဲ့ကိလေသာတွေကုန်ဖယ်ရှားလိုက်တယ်နောက်ဆုံးမှာအလုံးအလုံးဖြစ်အောင်စုစည်းပေးတဲ့အဝိဇ္ဇာဆိုတဲ့အမှန်မသိတဲ့အိမ်အထွတ်ကိုလည်းဖျက်ဆီးပြလိုက်ပြီဟောဒီထဲမှာကိလေသာတွေကြီးပဲပယ်တယ်ကံကိုပယ်တာမပါဘူးเนาะ
ဒီကိလေသာတွေကိုဖယ်လိုက်တဲ့အခါကျတော့ဘာတွေ့တော့ဆိုဝိသင်္ခါရကတံစိတ်တံတဏှာနံခယမစ္စကသင်္ခါရတွေကင်းတဲ့နိဗ္ဗာန်ကိုအာယုပြုလိုက်တာအာယုပြုနိုင်တဲ့အဆင့်ရောက်သွားပြီကိလေသာတွေကိုဖယ်ရှားလိုက်နိုင်တယ်ဒါကြောင့်မို့ကိလေသာတွေကိုဖယ်ရှားနိုင်တဲ့လက်နဲ့ကိုရလိုက်တာအဲ့ဒါပါလဲဆိုရင်အရဟတမေပဲဖြစ်တယ်နော်ကိလေသာအလုံးကိုရှင်းပြနိုင်တဲ့အရဟတမေတဏှာတွေလုံးဝကုန်ဆုံးသွားအောင်ဖယ်ရှားနိုင်တဲ့အရဟတမေဆိုတဲ့အစွမ်းထက်တဲ့ဟာကိုဒီကနေ့ငါရလိုက်ပြီလို့ဥဒ္ဒံကျူးတဲ့ဂါထာကိုအနေကစားတင်တယ်လို့သူတို့ပြောတာနော်အဲ့ဒီအနေကစားတင်တဲ့ဂါထာကိုရွတ်ဆိုပြီးတော့ဘုရားကိုပူဇော်ကြတယ်အဲ့တော့ဆိုလိုတာကဘဝတစ်ခုဘာကြောင့်ဖြစ်နေတယ်ဆိုတာအဖြေထုတ်တဲ့အခါမှာတဏှာဥဆောင်တဲ့ကိလေသာတွေအဝိဇ္ဇာနဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကဘဝတစ်ခုဖန်တီးနေတာဖြစ်တယ်အဲ့ဒီအဝိဇ္ဇာနဲ့တဏှာဥဆောင်နေတဲ့ကိလေသာတွေကိုအရဟတမေနဲ့ပဲဖယ်ရှားလို့ရတယ်ဖယ်ရှားလိုက်မယ်ဆိုရင်ကြံတဲ့အရာတွေအားလုံးဟာလုံးဝအကျိုးပေးနိုင်ခြင်းကံတရားတွေကလုံးဝအကျိုးပေးနိုင်ခြင်းမရှိဘဲနဲ့ချုပ်ဆုံးသွားမှာဖြစ်တယ်ဆိုတဲ့ဒီသီဝရီကိုမြတ်စွာဘုရားဟောကြားတာပဲဖြစ်တယ်လက်တွေ့အလုံးလုံးလို့ရတဲ့ကျင့်တရားဝိပဿနာတရားကိုကျင့်ကြံရုပ်ကိုအထုတ်ခြင်းဖြင့်အမှန်သိတယ်အမှန်သိသည့်အတွက်ကြောင့်တွေ့တာမှုတွေကိုဖယ်နိုင်တယ်အမှန်သိတဲ့ဉာဏ်နဲ့တွေ့တာမှုတွေကိုဖယ်လိုက်တယ်တွေ့တာမှုတွေဖယ်လိုက်တော့ကျန်တဲ့ကိလေသာတွေလည်းအလုံးကုန်ဆုံးသွားတယ်ကိလေသာတွေကုန်ဆုံးသွားသည့်အတွက်ကြောင့်ကံတွေဟာလည်းပဲ isolated လုပ်ပြီးတော့နော်အလုံးမဖြစ်တော့ဘူးဒီအချိန်မှာဘဝဆိုတာပြတ်ဆဲသွားတယ်နိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုလို့ရသွားပြီလို့မြတ်စွာဘုရားဟောကြားလို့ရင်ဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့နိဗ္ဗာန်တန်တရားဝကမလွတ်သေးသမျှကြုံတွေ့ရတဲ့ဒုက္ခတန်တရားဝကလွတ်လို့ရရှိလာတဲ့ဒုက္ခရဲ့လွတ်ငြိမ်းမှုအငြိမ့်တဆိုတဲ့နိဗ္ဗာန်အဲ့ဒီနှစ်မျိုးကိုသဘောပေါက်နားလည်ပြီးအကြောင်းတရားတွေကိုဖယ်ရှားဖြင့်အကြောင်းကိုတတ်ခြင်းအပြင်အကျိုးတွေအလုံးရဆိုင်သွားတယ်ဆိုတဲ့အနေအထားကိုရရှိအောင်မှန်ကန်တဲ့နိလန်းဖြင့်တို့တွေစ조사အထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီသတိထားပြီးမြတ်ဗုဒ္ဓ၏မစ္စည်းမပฏิပဒါလမ်းကြောင်းအတိုင်းလျှောက်လန်းကတန်တိဒုက္ခထာဝရအငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း